ဆောက်လုပ်ရေးလုပ်ငန်းတွေမှာမြေမှုနေကြဖြစ်တဲ့အဝါရောင်မြေတူးစက်တွေကိုလမ်းသွားရင်းပဲဖြစ်ဖြစ်ခီးသွားရင်းပဲဖြစ်ဖြစ်တက်မှာတခါတော့မြေမှုကြမှာပါအဲ့ဒီဝါရောင်စက်တွေရဲ့နောက်ွယ်မှာရက်တည်နေတာကတော့ကမ္ဘာနံပါတ်1ဆောက်လုပ်ရေးယန္တရားတွေကိုထုတ်လုပ်ပေးနေတဲ့ JCB ပဲဖြစ်ပါတယ်ဒါဆိုရင် JCB မှာကဆောက်လုပ်ရေးယန္တရားတွေပဲတည်တံ့ထုတ်တာလား JCB မှာဆောက်လုပ်ရေးယန္တရားတွေပြင်မီးစက်တွေကိုလည်းကိုယ်တိုင်ထုတ်လုပ်ပြီးတော့ဖြန့်ဖြူးရောင်းချတယ်JCB ကသူတို့ရဲ့ကိုပိုင်အင်ဂျင်ဖြစ်တဲ့ JCB Diesel Max ကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပြီးတဲ့နောက်6ခုနှစ်မှာမီးစက်လောကတွေကိုတရားဝင်ရောက်လာခဲ့ပါတယ်။အစပိုင်းမှာတော့ဒီမီးစက်တွေကိုသူတို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပဲအသုံးပြုဖို့အတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာပါ။ဒါပေမဲ့2015ခုနှစ်မှာတော့ဗြိတိန်နိုင်ငံရဲ့နာမည်ကြီးမီးစက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုအပြီးပိုင်ဝယ်ယူလိုက်ပြီးအသေးစား KVA ကနေ KVA အကြီးစားမီးစက်တွေအထိမီးစက်အမျိုးအစားပေါင်း100ကျော်ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။အားကြောင့်လုပ်ငန်းရှင်တွေက JCB မီးစက်တွေကိုရွေးချယ်ကြတာလေ JCB ရဆိုရင်အသေးစားနဲ့အလက်ပိုင်းမီးစက်တွေမှာကိုပိုင် JCB Diesel Max engine ကိုအသုံးပြုထားပြီးတော့အကြီးပိုင်းမှာဆိုလို့ရှိရင်ကမ္ဘာကျော် brand တွေဖြစ်တဲ့ Scania, Perkins, Cummins နဲ့ Mitsubishi စတဲ့ engine တွေကိုအသုံးပြုထားတာမို့လို့အကျန်းခံပြီးတာရှစ်ခံပါတယ်စုညံတန်ကိုလည်း75 dBA အထိရှော့ချပေးနိုင်တဲ့အတွက်လူနေရပ်ကွက်တွေစားတောက်ဆိုင်ဟိုတယ်နဲ့ဆေးရုံတွေအတွက်အသင့်တော်ဆုံးမီးစက်တွေပဲဖြစ်ပါတယ်ခေတ်အဆက်ဆက်စမ်းသစ်တင်မှုတွေနဲ့ဖြတ်တန်းလာတဲ့ JCB မီးစက်တွေကဆိုလို့ရှိရင်လူချင်းမင်းတို့ရဲ့လုပ်ငန်းခွင်အတွက်အကောင်းဆုံးနဲ့စိတ်ချဆုံးမီးစက်များပဲဖြစ်ပါတယ်ဒီနေ့မှာတော့ JCB မီးစက်တွေရဲ့သမိုင်းကြောင်းရှင်းပြပေးသွားတာဖြစ်ပြီးနောက်လာမယ့်ဗီဒီယိုတွေမှာလည်း JCB ရဲ့ဘယ် product တွေရဲ့သမိုင်းကြောင်းရှင်းပြသွားမလဲဆိုတာကိုဆက်လက်ဆောင်မြင်ကြည့်ရှုပေးကြပါဦးခင်ဗျာ